ကြနေဘာမှမကြတယ်ဘာမှမစားဘူးအဖေမလာတာကြာရလားကြာလက်ကလည်းကျိုးတာဆိုတော့လက်ကျိုးတာနော်ဘလို့ပြစ်လို့ကျိုးอ่ะကားညံ့ရင်သမီးကျိုးသွားတာမရတဲ့လက်တစ်ဘက်ကကျိုးနေကြလုံးမစားနိုင်ဘူးအားကြောင့်မင်းသားသမီးလေးတွေကျွေးစမ်းမရှိမွေးစမ်းမရှိလို့အခုဒီဟိုအကူကြီးတောင်းလိုက်လို့တားတို့ကဝေးကနေလာတာဒီမှာလာထိုင်ဆောက်နေကြပါဟုတ်တယ်သားဒီကနေမင်းစောင့်နေတာသားတို့လာလူမဲ့ဆိုလို့မင်းစောင့်နေတယ်ကနေသမီးတို့သားတို့လာမှာပဲဆိုမင်းမျောလင်းချက်လေးနဲ့စောင့်နေတာမျိုးသားလည်းလှုပ်ဆိုထွက်သွားတာခုချိန်ဒီကိုမရောက်လာသေးဘူးအဖေကပြန်မလာတာကြာရလားကြာဘယ်လောက်ကြာရလားဖေကပြန်မလာတာကြာတော်တော်လေးကိုကြာသွားပြီသားရဲ့ကလေးတွေလည်းဘာမှမစားသေးဘူးသားရဲ့ချိန်ဒီမနေ့ကတော့မကြွရသေးဘူးသားတို့နေတာဘယ်ဘက်မှာနေကြလဲဝေးမှနေရတာသားတို့အဝေးကနေဒီမှာလာစောင့်နေရပေါ့ဟုတ်တယ်သားတို့လာမယ်ဆိုလို့မင်းလည်းစောင့်နေတာတက်စားဖို့လည်းစမ်းကိုမင်းမှမရှိဘူးကလေးရလည်းမရှိတော့ကြဒီကလေးဆိုဘာမှလုပ်မစားဒီကလေးလည်းဆိုဒီရဆိုင်တော့လောက်စားခြင်းလည်းပြောနေတာမျိုးဘယ်လိုဖြစ်တာဒီရဆိုင်တော့လောက်ကျွေးမလို့မျိုးပြောနေတောင်းကြမင်းမခိုင်းရဘူးဒါလေးကိုအတက်ကဘယ်လောက်ဖြစ်သွားရော73နှစ်မွေးလည်းမကြောင်းလို့လုံးမလုံးနဲ့ကြနေဘာမှမကြတယ်ဘာမှမစားဘူးအဖေမလာတာကြာရလားကြာပတ်စံနေမပေါလားဖေကဘယ်လောက်ကြာသွားရောတို့ကြာသွားပြီသမီးရဲ့အဲ့လေအခုလိုကြားရတာဟိုစိတ်ထဲမကောင်းနေတော့အခုအမေကြီးတို့ဟိုစားစရာလည်းမရှိဘူးဆိုတော့ဝေးကနေအကူညီလန့်တောင်းတာဆိုတော့အခုဒီမှာလာစောင်းညဆိုတော့ဘယ်နဲ့တော့ကိုချင်းလာစားတာဘယ်နဲ့အခုဆန်တဲ့ပတ်စံရောလူထားလိုက်မယ်လေနော်ဟုတ်ကဲ့ပါအခုဒီဆန်တဲ့နဲ့အခုဒီပတ်စံလူတဲ့အလူရှင်တွေကြတော့ပေါ့လေနော်ရွှေကူးမြို့နယ်စင်းငံကြီးရွာကကွယ်လွန်သူဦးအောင်တင်းအာရီစု၍မိခင်တော်တုတ်သမီးတရုတ်ပြည်ကမလွယ်ကနေအလူငွေတသိန်းဦးတန်းဝင်းတော်မြင့်ကြီးမိသားစုကနေတသိန်းပေါ့လေနော်မိသားစုနှစ်စုကနေစုပေါင်းမှာပေါ့လေနော်အခုအမေကြီးတော့အခက်ခဲဖြစ်တာတွေ့လို့သားတို့လူတာပေါ့လေနော်တဆင်းလက်မှလို့ချမ်းသာကြပါစေလို့မေစုတောင်းပေးပါတယ်လို့တိတက်မကလူနိုင်ပါစေတန်းနိုင်ပါစေဇာလူပေးတဲ့သူလေးတွေကျမ်းမာကြပါစေချမ်းသာကြပါစေလို့ဟုတ်ကဲ့ပါပေးတဲ့စုနဲ့ပြပါစေအခုဒီအမေကြီးတို့ကြားတော့ပေါ့လေနော်လက်ကြတော့တဲ့ကားတိုက်ထားလို့တယ်မှာလက်လက်ကျိုးထားဆိုတော့ပေါ့လေနော်တမ်းမကြီးလည်းမကောင်းနဲ့အလုတ်လုပ်ဖို့လည်းအဆင်မပြေခက်ခဲဖြစ်တာတဲ့မျိုးသားဖြစ်သူလဲပေါ့လေနော်ခီးဝေးသွားလိုက်တာတဲ့အဆက်အသွယ်မရနဲ့ပေါ့လေနော်အခုဒီမနက်စာတော့မှဘာမှမစားရသေးဘူးတဲ့ဒီမှာမြင်တဲ့အတိုင်းပါပဲနော်အခုလိုစားဖို့တောက်ဖို့ကစတော်တော်လေးအဆင်မပြေခက်ခဲနေတဲ့အချိန်မှာအခုလိုကူညီပေးကြတဲ့အလူရှင်တွေအရောက်စီတိုင်းလည်းဒီထက်မကစီးပွားရေးကျန်းမာရေးတွေအစပေါင်းများစွာတိုးတက်အောင်မြင်အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်နော်အားလုံးစိတ်ကျန်းမာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လက်အမြန်ဆုံးငြိမ်းချမ်းသာယာပျော်ရွှင်လာပါစေလို့ဆုတောင်းပေးပါတယ်နော်ကျေးဇူးအများကြီးတင်တော့အမေကြီးအေးရောက်သမီးချက်စားတော့တော့အမလိုအပ်တာဝါအဆင်ပြေတာဝယ်လိုက်လေနော်ဝယ်ဆရာကြီးကစားဆရာကြီးကဝယ်လိုက်လေနော်ဘာမှမစားရသေးဘူးဆိုတော့စောင်းမယ်နော်ဦးတို့ဟုတ်ကဲ့ပါကျမရေးစားတော့ကျမဒီကတော့ဝေးကနေဆိုတော့ဟိုမှာတခုခုငိုင်းမှတည်ရလိုက်လေနော်သွားခွင့်ပြုံးတော့ဟုတ်ကဲ့ကျေးဇူးပါကျမပါချမ်းသာပါ